ကဲဒီနေ့မှာတော့ဘာသာပေရစုံထောက်တယောက်လိုမျိုးရခိုင်ဘာသာစကားရဲ့နဲ့နေတဲ့အကြောင်းတွေကိုအတူတူစူးစမ်းဖော်ထုတ်ကြည့်ကြရအောင်ဒီဘာသာစကားရဲ့နောက်ွယ်ကရှုပ်ထွေးမှုတွေသူ့ရဲ့တီးခြားလက္ခဏာတွေကိုတိုင်လွန်စတစ်ခုချင်းလိုက်ကြည့်သွားမှာပါရခိုင်ဘာသာစကားကိုပြောဆိုသုံးစွဲနေတဲ့သူတန်းကျော်တုံရှိပါတယ်အကြီးကတော့မြန်မာဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနိုင်ငံဒီမှာနေထိုင်ကြတာပေါ့အဲ့ဒါပြင်ဒုတိယဘာသာစကားအနေနဲ့တုံးတဲ့သူကလည်းနောက်တစ်တန်းလောက်ရှိနေပြန်ရောဒီနေရာမှာအဓိကမေးစရာရှိတာကရခိုင်စကားဆိုတာတီးခြားဘာသာစကားတစ်ခုလားဒါမှမဟုတ်မြန်မာစကားရဲ့ဒေတာသုံးစကားတစ်ခုပဲလားဆိုတာပါပဲစိတ်ဝင်စားစရာကဗမာစကားနဲ့အကြော်လေးနီးစပ်တယ်လို့ရှိပေမဲ့တကယ်တမ်းပြောဆိုသူအချင်းချင်းကြတော့တယောက်စကားတယောက်နားလည်ဖို့ခက်ခဲနေကြတယ်ဟုတ်ပြီဒီတော့တို့ရဲ့စုံစမ်းစစ်ဆေးမှုမှာပထမဆုံးတဲလွန်းစာကိုကြည့်လိုက်အောင်အဲ့ဒါကတော့စကားလုံးဒီဒါမှမဟုတ်ဝါဟာရတွေပါပဲဒီဘာသာစကားနှစ်ခုမှာသုံးတဲ့စကားလုံးတွေဘလောက်တောင်ကွာခြားလဲဆိုတာအရင်ဆုံးလေ့လာကြည့်ကြရအောင်ဒီမှာတူတော်လီကိုထူးခြားပြီးစိတ်ဝင်စားစရာကောင်းတဲ့ဥပမာတစ်ခုရှိရဲ့မြန်မာစကားမှာသူ့ပုံဆိုရင်တော်လန်သူလို့သိကြပေမဲ့ရခိုင်စကားမှာကြတော့အဲ့ဒီစကားလုံးကဆက်ပြချစ်ထွားရုံကြည့်လိုက်အဒီဘက်ကလုံးမကိုစန့်ကျင်ဘက်နေပါချစ်ထွားတာဒါကပဲဘလောက်ကွာလဲဆိုတာကိုချက်ချင်းသိတာစေတယ်ဒီစရာထဲမှာတခြားဝေါဟာရကွဲပြားမှုတွေကိုထပ်ကြည့်လို့ရသေးတယ်ဥပမာမြန်မာလိုတွားရတာကိုရခိုင်မှာလားလို့သုံးတယ်လုံကြီးကိုကျတော့ရောလို့ခေါ်ကြပြန်တော့အဲ့ဒီလိုကွဲပြားနေတဲ့စကားလုံးတချို့ကရှင်းမြန်မာစကားလုံးအဟောင်းတွေဖြစ်နေတတ်တယ်လို့တချို့ကလည်းဒေသခံစကားလုံးတွေဒါမှမဟုတ်မြန်မာစကားမှာမရှိတဲ့မွေးစားစကားလုံးတွေဖြစ်နေတာမျိုးပေါ့ကဲစကားလုံးတန်ပဲလားဆိုတော့မဟုတ်သေးဘူးတို့ရဲ့ဒုတိယတဲလုံးဆိုင်ကအတန်ထွက်ပိုင်းပဲဒီကွာကြားချက်တွေကစကားလုံးအစစ်မှာပဲယမနိပဲဘာသာစကားတစ်ခုလုံးရဲ့အတန်ထွက်စနစ်အထီကိုပါတက်ရောက်နေတာအရေးကြီးဆုံးအတန်တစ်ခုကတော့ရာจิตတန် R sound ပေါ့ဒီအတန်ဟာရခိုင်စကားမှာအထက်ကကြတဲ့အမတ်အသားတစ်ခုလိုပဲထင်းထင်းရှားရှားသုံးနေတော့မယ်မြန်မာစကားမှာတော့ဒီရာတန်ကရပက်လက်တန် J sound အဖြစ်အများစုကပြောင်းလဲသွားခဲ့ပြီဒါကိုရှင်းရှင်းလင်းလင်းမြောင်ဥပမာတစ်ခုပေးရရင်အပြာရောင်ကိုပြောတဲ့အပြဆိုတဲ့စကားလုံးပဲမြန်မာစကားမှာဆိုရင်ဖျဆိုပြီးရာသန်နဲ့ထွက်ပေမဲ့ရခိုင်စကားမှာတော့ရှင်းမအတိုင်းရာသန်ကိုထင်းထားပြီးဖရာလို့အသံထွက်တယ်ဒီအသံထွက်ကွာခြားချက်ကတော်တော်ကိုသိတာတဲ့အချက်ပဲအဲ့ဒါအပြင်ခြားအထန်ပိုင်းဆိုင်ရာကွဲလဲမှုတွေလည်းရှိသေးတယ်ဥပမာဘီရဲ့အတန်တွေကိုအလေးပေးမှုနေတာမျိုးတာရအတန်တွေပေါင်းသွားတာမျိုးပေါ့အေးတန်ကအတန်ဖြစ်သွားတာလိုမျိုးလေသွေးဆိုတဲ့စကားလုံးကိုပဲကြည့်မြန်မာလိုသွေးလို့ထွက်ချိန်မှာရခိုင်လိုကြတော့ထွေးဖြစ်သွားတယ်ပြီးတော့မြန်မာစကားမှာမရှိတော့တဲ့အတတ်တန်ပါတဲ့အပိတ်တန်ကာရန်တွေလည်းရှိနေတော့မယ်ကဲဒီစုံထောက်စလန်းရဲ့တတိယမြောင်နဲ့နောက်ဆုံးတဲလုံးစာကိုကြည့်လိုက်အောင်အဲ့ဒါကတော့စာပေအရေးအသားနဲ့သမိုင်းမှတ်တမ်းတွေပဲဖြစ်ပါတယ်ဒီဒေတာရဲ့အရေးအသားသမိုင်းကတော်တော်ရှိတယ်အေဒီပထမထောင်စုနှစ်ဒီတွေကတက္ကသကြောက်စာတွေကိုပြင်းမီမြောက်ပိုင်းအခရာတွေနဲ့ရေးထိုးခဲ့တာတွေတွေ့ရတယ်နောက်ပိုင်းစစ်300ပြည့်နှစ်တရောက်တော့မောမြန်မာအခရာကိုသုံးထားတဲ့ပထမဆုံးရေခိုင်ကြောက်စာတွေပေါ်လာခဲ့တယ်အဲဒီကနေ1400ပြည့်နှစ်ဒီမှာတော့4000ပုံစံကြောက်စာအခရာတွေကနေအခုခေတ်သုံးနေတဲ့အဝိုင်းပုံစံကိုဖြည်းဖြည်းပြောင်းလဲလာခဲ့တာပေါ့အဲ့ဒါကြောင့်လည်းရခိုင်စကားကိုတော်တော်များများကမြန်မာစကားရဲ့ပိုတန်းစင်တဲ့ပုံစံဒါမှမဟုတ်ပိုရှေးကြတဲ့ပုံစံတစ်ခုအဖြစ်ပြောလို့ရှိကြတာဘာလို့လဲဆိုတော့မြန်မာစကားမှာပြောက်ကွယ်သွားပြီးဖြစ်တဲ့ရာရဲတန် R sound လိုမျိုးအတန်ထွက်လက္ခဏာတွေကိုရခိုင်စကားမှာမပြောင်းမပြတ်ဆက်ပြီးထိမ့်သိမ်းထားလို့ပါပဲဟုတ်ပြီတဲလုံးဆက်တွေအားလုံးကိုစူးစီးလိုက်ပြီဆိုတော့အခုအဆုံးဖြတ်ပေးရမယ့်အချိန်ရောက်လာပြီဘာသာစကားလားဒေသန္တရစကားလားပြီးတော့ဒါကလူမျိုးတစ်မျိုးရဲ့လက္ခဏာနဲ့ဘလို့ဆက်ဆက်နေတယ်လဲဆိုတာကိုစမ်းစစ်ကြည့်ကြရအောင်ဒါပေမဲ့အဖြေကထင်တယ်လို့တော့မရှင်းဘူးယာဒီကိုကချက်ကအချေနီကိုကောင်းကောင်းကြည့်ရှင်းပြနေလေဘာသာစကားတစ်ခုနဲ့ဒေသန္တရစကားတစ်ခုကိုခွဲခြားဖို့အထက်အားလုံးကလက်ခံထားတဲ့စံနှုန်းရလို့မရှိဘူးအဲ့ဒီအထက်ပညာရှင်တွေကြားမှာမကြာခဏသဘောထားကွဲလွဲကြတဲ့တဲ့ဆိုတော့ဒီဘေခွန်ရဲ့အဖြေကဖြောင်းဖြောင်းတန်တန်တော့မဟုတ်ဘူးဆိုတာသိချသွားပြီဒီတော့အချက်လက်တွေကိုချိန်ထုတ်ကြည့်အောင်တစ်ဖက်မှာနှမျိုးလုံးကမြန်မာခရာကိုပဲသုံးတယ်ဝေါဟာရအများစုကလည်းအတူတူပဲဒါပေမဲ့နောက်တစ်ဖက်မှာကျတော့ဝေါဟာရအတန်ထွက်နဲ့အတန်စနစ်တွေမှာတိတိတတ်တာကြီးခွဲပြားနေတာကြောင့်တယောက်နဲ့တယောက်စကားပြောရင်နားလည်ဖို့ခက်ခဲစေတယ်အဆုံးစုံမှာတော့ဘာသာစကားလားဒေတာစကားလားဆိုတဲ့အဆုံးချက်ကဘာသာဗေဒအချက်လက်တွေပုံမှာပဲမူတည်မနေတော့ပဲလူမှုရေးနဲ့နိုင်ငံရေးဆိုင်ရာကိစ္စတွေဖြစ်လာတတ်တယ်ဒီခွဲခြားမှုကဘာလို့ဒီလောက်အရေးကြီးနေရတာလဲအကြောင်းရင်းကတော့ဒါဟာရခိုင်နဲ့မာမလူမျိုးတွေရဲ့ယဉ်ကျေးမှုဆိုင်ရာလက္ခဏာသူတို့ရဲ့သမိုင်းကြောင်း
ပြီးတော့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နေနဲ့အရန်ကိုနက်နက်ရှိုင်းရှိုင်းဆက်ဆက်နေလို့ပါပဲဒီတော့ဒါဟာဘာသာဗေဒဆိုင်ရာမေခွန်းတစ်ခုဆိုတာထက်အများကြီးပိုကျယ်ပြန့်တဲ့အရေးပေတွေရှိနေပါတယ်ဒီတော့နောက်ဆုံးမှာစဉ်းစားစရာမေခွန်းလေးတစ်ခုနဲ့အဆုံးသတ်လိုက်ခြင်းနဲ့တကယ်တမ်းဘာသာစကားတစ်ခုကိုဘာသာစကားလို့သတ်မှတ်စေတဲ့အရာကဘာများချစ်မလဲအချင်းချင်းနားလည်နိုင်စွမ်းရှိတာကြောင့်လားဒါမှမဟုတ်တိကျသမိုင်းကြောင့်ရှိနေလို့လားဒါမှမဟုတ်အဲ့ဒီဘာသာစကားကိုပြောဆိုသုံးစွဲသူတွေရဲ့ခံယူချက်နဲ့ပဲသက်ဆိုင်နေတာလားတကယ်ကိုစဉ်းစားစရာပါပဲ